ဓမ္မတော်မင်္ဂလာဆောင်စံပြတဲ့အကြောင်းဘုံမဲ့သူရေမင်းကိုပြောမယ်သဘောကျဆိုင်နာထောင်ဒီရောကာကလေကျွတ်မကြီးသူသမီးတွေ့သမက်ရှာတဲ့လေမိုးနဲ့မြေဆုံးတိုင်အောင်ဒီကဘာပေါ်မှာတကောကြည့်သူနဲ့ပေးစားနိုင်မရဲရထားနိုင်မပွဲကုန်မဲ့လို့နေမနာကြည့်သူတော်လေကျွတ်မလက်မထောင်ကြောက်ရဲ့လာကုန်မဲ့သူရေဆက်ပြောပြမယ်နားတိုက်လို့ထောင်နိနတာထအမြန်ပြေလူရောက်ခဲ့ဖို့ကွယ်တော်လေကျွတ်မသမက်တော်ကိုဆောင်နိနတာကမုဏတာကိုမရှင်းနိုင်ပါဘူးမုဏတာကလီနတာကိုတမီရှောင်းလီနတာကတောင်မိုးကြီးကိုဥခိုက်ပါတဲ့ခဲလိုက်တာနော်သမက်လိုက်ကြသောတောင်မိုးကိုတော့ပြောကပြတော့ဗလာနတော်ကြီးကိုကြောက်ရပါတဲ့ကိုရွှေနှစ်သူနှစ်ဖားယူတော့သူလည်းမရှင်းနိုင်ပါဘူးနှစ်ဖားယူခမမောင်ကျွဲ့ရငါပြေးလို့မလို့နိုင်ပေါင်းနောက်ဆုံးတော့ကျွဲ့နေမင်္ဂလာဆောင်